သက်ရှင်တော်ဘုရားခင်ထံမှာဂျေဇုတော်နဲ့ငြိမ်သက်ခြင်းတွေအရောက်ချင်းရှိတိုင်းအပေါ်မှာတက်ရောက်ပါစေဒီကနေ့တော့မျိုးစစ်ကျဲဒီအတိုင်းဆိုရနှုတ်ကပတ်တော်အားဖြင့်ဝေငှခွန်အားပေးခြင်းပါတယ်ဆိုတော့လောကထဲမှာရှိတဲ့လူတိုင်းဟာမိမိစိုက်တဲ့အတိုင်းရေးရမယ်လို့နှုတ်ကပတ်တော်ကပြောထားပါတယ်တမန်ကျမ်းစာတစ်ပိုက်ကိုရှေ့ဦးစွာကျွန်တော်ဖတ်လို့ပါတယ်စာလံကျမ်းအခန်းကြီး1အပိုက်ငယ်6ကိုဖတ်ပါမယ်အကြောင်းမူကားဖြောင့်မတ်သောသူတို့လမ်းကိုထာဝရဘုရားတည်ကျွမ်းတော်မူ၏မတရားသောသူတို့လမ်းသည်ဆုံးရှုံးခြင်းတို့ရောက်ရလိမ့်တည်းနှုတ်ကပတ်တော်တမန်ကျမ်းစာကဒီလိုဆိုပါတယ်ဒီကနေ့လောကကြီးထဲမှာကြီးတဲ့အခါမှာဘာကိုတွေ့ရတယ်လဲဆိုရင်လူနှမျိုးနှစားတွေ့ရပါတယ်တစ်မျိုးကတော့ဖြောင့်မတ်သောသူနောက်တစ်မျိုးကတော့မတရားသောသူဆိုပြီးမှလူနှမျိုးနှစားကိုတွေ့ရပါတယ်ဒီအထဲမှာမှဒီနေ့လောကထဲမှာရှိတဲ့လူတွေတော်တော်များများကဘာကိုပူပြီးမှနှစ်သက်ကြတယ်လဲဆိုရင်မတရားသောအမှုပေါ်မှာပူပြီးနှစ်သက်တဲ့လူတွေများစွာရှိပါတယ်မန်ကန်တဲ့ဖြောင့်မတ်တဲ့လမ်းအပေါ်မှာရက်ကျင်တဲ့သူတွေကနည်းပါတယ်ဒါကြောင့်အဲ့ဒီအထဲမှာကျွန်တော်တို့ကဘယ်မှာပါနေတယ်လဲကျွန်တော်တို့လှုပ်ဆောင်တဲ့အတိုင်းကျွန်တော်တို့မျိုးစိကျဲလိုက်တဲ့အတိုင်းကျွန်တော်တို့ဟာပြန်ပြီးမှရိတ်သိမ်းရမှာဖြစ်တယ်ကျွန်တော်တို့ပြုလိုက်တဲ့အမှုအရာအတိုင်းကျွန်တော်တို့စီမှာပြန်ပြီးမှခံစားရမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုအတိုင်းကျွန်တော်တို့ရဲ့ရှောင်လန်းတဲ့လမ်းအတိုင်းပဲကျွန်တော်တို့ဟာအကျိုးအဖြစ်ကိုခံရမှာဖြစ်တယ်ဖြောင့်မတ်ခြင်းဆိုတဲ့တမန်တရားယေရှုခရစ်တော်ထဲမှာအသက်ရှင်တဲ့သူဟာဖြောင့်မတ်ခြင်းရဲ့အကျိုးကိုခံစားရမှာဖြစ်တယ်လို့မတရားသောအမှုထဲမှာကျင်လည်အသက်ရှင်တော်သူဟာလည်းဒီနေ့ဆုံးရှုံးခြင်းကိုဧကအမှန်မှုချမလွဲခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်ထာဝရဘုရားရဲ့နှုတ်ကပတ်တော်နှုတ်ထော်အတွက်စကားကဒီလိုပြောပါတယ်။ဂလာတိဩဒါစာအခန်းကြီး6အပိုက်ငယ်9ထဲမှာလူဒီမျိုးစိကျဲဒီအတိုင်းအတီးနံကိုရေးရလိမ့်မည်လို့ပြောပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့နေ့ရက်စဉ်တိုင်းအသက်ရှင်မှုထဲမှာကျွန်တော်တို့ဟာမျိုးစိကျဲနေတဲ့သူတွေဖြစ်ပါတယ်။ကျွန်တော်တို့ပြောလိုက်တဲ့စကားတခွန်းချင်းစီတိုင်းကလည်းကျွန်တော်တို့မျိုးစိကျဲနေတာဖြစ်ပါတယ်။ဒါကြောင့်ဒီအရာတွေထဲမှာတင်ပြောလိုက်တဲ့စကားတင်လှုပ်လိုက်တဲ့အမှုအရာတစ်ခုချင်းစီတိုင်းကတင့်စီကိုတစ်နေ့ပြန်လာမှာဖြစ်ပါတယ်တင်ပြောလိုက်တဲ့စကားအတိုင်းတင်ပြန်ခံရမှာဖြစ်တယ်လို့တင်ပြလိုက်တဲ့အမှုအရာတစ်ခုချင်းစီတိုင်းကလည်းတင့်ထံကိုပြန်ပြီးမှရောက်လာမှာဖြစ်တယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်တို့ရဲ့အသက်ရှင်မှုကျွန်တော်တို့ရဲ့ယက်တီမှုထဲမှာတင်ဘလို့အသက်ရှင်နေတယ်လေ။ဒီအရာအင်တမအရေးကြီးပါတယ်။ကျွန်တော်တို့ဟာဖြစ်တယ်လို့အသက်ရှင်လို့မရပါဘူး။နေ့ရက်စဉ်တိုင်းမှာကျွန်တော်ပြောတော့တဲ့အတိုင်းပဲကိုပြုလိုက်တဲ့အမှုအရာတစ်ခုချင်းစီတိုင်းကဒီနေ့ကိုယ့်စီကိုပြန်ပြီးမှရောက်လာမှာဖြစ်တယ်။ဒီနေ့ကိုယ့်စီကိုပြန်ပြီးရောက်လာမှာကိုမျိုးစိကျဲလိုက်တဲ့အတိုင်းကိုပြန်ပြီးရိတ်ရမှာဖြစ်တယ်။တင်ပါမျိုးစိကိုကျဲနေတယ်လေ။ဒီຢာကအရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ရွေးချယ်အသက်ရှင်မှုတိုင်းဟာကျွန်တော်တို့ရဲ့အကျိုးအပြစ်ကိုခံရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရွေးချယ်လိုက်တဲ့အတိုင်းကျွန်တော်တို့ရဲ့အသက်ရှင်မှုအတိုင်းကျွန်တော်တို့ဟာအဲ့ဒီကျွန်တော်တို့ရဲ့ရွေးချယ်မှုအတိုင်းကိုပြန်ပြီးမှအကျိုးနဲ့အပြစ်ကိုခါရမှာဖြစ်တယ်။ဒါကြောင့်ချစ်တော်ယုံကြည်သူညီကိုမောင်နှမများကျွန်တော်တို့ဟာမတရားသောအမှုထဲမှာရပ်တည်ပြီးအသက်ရှင်နေမယ်ဆိုရင်အဲ့ဒီမတရားသောအမှုရဲ့အကျိုးအပြစ်ကိုကျွန်တော်တို့ခါရမှာဖြစ်တယ်။ဖြောင့်မတ်ခြင်းဒီဟူသောတမာတရားနှုတ်ကပတ်တော်ထဲမှာဖခင်ရဲ့အလိုတော်ထဲမှာရပ်တည်ပြီးမှအသက်ရှင်မယ်ဆိုရင်ကျွန်တော်တို့ထဲမှာအဲ့ဒီရဲ့အကျိုးအပြစ်ကိုကျွန်တော်ခံရမှာဖြစ်တယ်။ဒါကြောင့်ချစ်တော်ယုံကြည်သူညီကိုမောင်နှမများကျွန်တော်တို့ဟာမတရားသောအမှုအထဲမှာရပ်တည်ပြီးအသက်ရှင်နေခြင်းကိုမပြုလုပ်ဘဲနဲ့တရားသောအမှုဖြောင့်မတ်သောအမှုအရာပေါ်မှာခရစ်တော်နဲ့အတူတမန်တရားအပေါ်မှာရပ်တည်ပြီးအသက်ရှင်ကြပါစို့လို့ဒီကနေ့ဝေငှခွန်အားပေးတိုက်တွန်းချင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာမျိုးစိကျဲလိုက်တဲ့အတိုင်းကျွန်တော်ပြန်ပြီးရေးရမှာဖြစ်တယ်ကျွန်တော်တို့ပြောလိုက်တဲ့အတိုင်းကျွန်တော်တို့စီကိုပြန်ပြီးရောက်လာမှာဖြစ်တယ်ကျွန်တော်တို့ရွေးချယ်လိုက်တဲ့
လမ်းအတိုင်းကျွန်တော်တို့မှာအကျိုးအပြစ်ကိုခံရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်အရောက်ချင်းစီတိုင်းဒီမကောင်းသောအရာကိုဘယ်သူမှမလိုချင်ပါဘူး။ဒါကြောင့်မတရားသောအရာကိုဘယ်သူမှမလိုချင်ပါဘူး။ဒါကြောင့်တရားတော်သူဟာဘာလို့လဲဆိုရင်သာဝရဘုရားဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ဘုရားရဲ့နှုတ်ကပတ်တော်ထဲမှာယက်တည်ပြီးမှအသက်ရှင်ကြပါစို့လို့ဒီကနေ့ဒီနှုတ်ကပတ်တော်အားဖြင့်အရောက်ချင်းစီတိုင်းကိုဝေငှခွန်အားပေးလိုက်ပါတယ်။ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ထံကငြိမ်သက်ခြင်းသည်တင်တော်၌ရှိပါစေတော့။